ရှင်တန်ဖို့ရအချိန်မှရုံးကန်အတွင်းမှာတခုပြက်သုံးကြံအားလုံးပြီးဆုံးအနိစ္စနှလုံးသွေးကြောကဒိုင်းကနေပေါက်တာနဲ့ကျန်တာတွေလည်းသုံးမရတော့ဘူးဟုတ်တယ်မို့လားတော့ဒါရုပ်အစုဝေးကြီးကိုအနည်းဆုံးအလောက်တော့မြင်ရမယ်ပြီးရင်အကုန်လုံးရှေ့ဆက်ပြီးတော့မိသလောက်ညံတဲ့စဉ်းစားရသော်ဘုရားယူဘက်ခန္ဓာရုပ်အစုဝေးကြီးကိုဘယ်လိုပြောတော့ရေမြုပ်ဆိုင်ရေမြုပ်ခဲကြီးနဲ့တူတယ်လို့ပြောတာနော်မိုးကာလမိုးရွာချလိုက်လို့မြေပေါ်မှာရှိတဲ့အညစ်အကြေးတွေနဲ့ရောပြီးတော့ရေတွေကတလောစီးသွားတယ်ဆိုလို့ရှိရင်အဲ့ဒီရေတွေကဒီနောက်ကျနေတဲ့အတွက်ကြောင့်အစေးဓာတ်တွေပါတဲ့အတွက်ကြောင့်အနှိမ့်အမြင့်နည်းနည်းလေးလောက်ကွာတာနဲ့ရေမြုပ်တမ်းဖြစ်တယ်ကြတဲ့အရှိန်နဲ့ဟုတ်လားဒါခဏလှမ်းကြည့်လိုက်လို့ရှိရင်ရေမြုပ်ကြီးဖွေးနေရေမြုပ်တုံးကြီးဘုံတို့ငယ်ရဆိုရင်ဒါကတို့ကျိုးမှာရေမြုပ်တုံးကြီးတွေတွေ့နေတယ်ဒီတိုင်းကြည့်ရင်တော့ရေမြုပ်တုံးကြီးကပုံမပြတ်ဘူးပဲဒီတိုင်းပဲတေးသေးချာချာသွားကတ်ကြည့်လို့ရှိရင်ဘလို့လဲဘူးလုံးတေးသေးလေးတွေရာပေါင်းထောင်ပေါင်းတောင်းပေါင်းသိန်းပေါင်းများစွာစုနေတာအဖျားလောက်ရှိတဲ့ဘူးလုံးလေးတွေအဲ့ဒါလေးတွေကပေါက်တဲ့ဘူးလုံးလေးတွေကတဖြောက်ဖြောက်ပေါက်တယ်ဟိုကရေရဲ့အားနဲ့မို့လို့ထပ်ပြီးတော့ဖြစ်တဲ့ဘူးလုံးလေးတွေကလည်းဖြစ်တယ်အဲ့တော့ဖြစ်တဲ့ဟာဖြစ်ပြက်တဲ့ဟာပြက်သွားနေတာအဲ့တော့ပုံကတော့တင်ခက်ရုပ်တရက်ကြီးတော့ဒီတိုင်းကြီးလို့ထင်းနေတယ်ဒါပေမဲ့ဒီတိုင်းကြီးဟုတ်သလားမဟုတ်ရုပ်အစုကိုနော်ရေမြုပ်ဆိုင်ရေမြုပ်ခဲကြီးနဲ့တူတယ်လို့ပေးတဲ့ဥမာအလွန်မှကိုပဲသဘောပေါက်เสียကောင်းတယ်မနော်ဒါရင်လားဒါကိုအမိပြုတ်ပြီးတော့နေတဲ့နာမခန္ဓာဘယ်နှမျိုးတော့၄မျိုးတူရာရှုပြီးတော့မြတ်စွာဘုရားပြောတယ်နာအစုဝေးကြီး၄မျိုးအဓိကကောင်းဆောင်တာကတော့ဝိညာဉ်နဲ့ခန္ဓာတိမျက်စိနဲ့အယောင်နဲ့တွေ့တယ်တိတယ်ဝိညာဏတ္တဖြစ်လာလားအာဂန္တုသဘောလေးမီးပွင့်ကလေးရံပတ်နဲ့မိကျဆန်နဲ့ဖုတ်နိုင်တော့တခါတည်းပို့လိုက်တဲ့အခါမှာမိကတောက်လာနော်ဘုံကိုလက်နဲ့တီးလိုက်တယ်အတန်ထွက်လာတယ်အတန်ဟာဘုံထဲမှာလည်းမရှိဘူးလက်ထဲမှာလည်းမရှိဘူးပြီးရင်ထွက်မဟဲ့ဆိုပြီးတော့ဘုံထဲစုထားတာလည်းမရှိဘူးဒါပေမဲ့ထိမိတာနဲ့ထိမိခြင်းတည်းဟူသောအကြောင်းကြောင့်အတန်ဟာထွက်လာဟုတ်လားဒါကြောင့်ဒီစိတ်ကလေးကသူကအလွန်မှအာဂန္တုသဘောလေးတောက်လျှောက်အခုဖြစ်အခုပြက်အာဂန္တုလေးသူကအမြဲတမ်းနော်အမြဲတမ်းရှိနေတာမဟုတ်သူကအဖြစ်တရားခေါ်တာပေါ့နော်အာယုန်နဲ့ဓာရနဲ့တိုက်လို့သူကဖြစ်နေတဲ့တရားပဲဒါကိုဘုံဘုံတို့ကအမိအရာကိုဆွဲထားတာ